နန်းတော်ကြီးရဲ့မြေအောက်ခန်းစီကထွက်ပေါ်လာတဲ့ရှေးဟောင်းကျိန်စာတန်တွေကိုတင်ကြားဘူးပါသလားမင်းသမီးလေးရဲ့ခြေလမ်းတွေဟာပိတ်ပင်ထားတဲ့မှောင်မိုက်တဲ့လှုပ်ဝက်ဝင်ကပါတဲ့ကိုဥတီနေပါတယ်သူမရဲ့လက်ထဲမှာကင်ထားတဲ့ရှေးဟောင်းလေးအိမ်လေးဟာတုံရင်နေပြီးနေရံတွေပေါ်ကကြောက်ထွင်းရုပ်တုတွေကသူမကိုစိုက်ကြည့်နေတယ်လို့ပါပဲလေထုထဲမှာသွေးညီနှံ့တွေကပ်ပါလာပါတယ်ဝင်ကပါရဲ့အဆုံးမှာတော့ကြီးမားကျယ်ပြန့်တဲ့မြေအောက်ခမ်းမကြီးတစ်ခုရှိနေပါတယ်ခမ်းမရဲ့အလဲမှာတော့သွေးနီအောင်အရည်တွေပြည့်နေတဲ့ထူးဆန်းတဲ့ရေကန်ကြီးတစ်ခုရှိနေခဲ့တယ်ရုတ်တရက်ဆိုသလိုကောင်းကင်ရံကလာမင်းကြီးဟာသွေးကဲ့သို့ရဲရဲနီလာပြီးမြေအောက်ခမ်းမရဲ့အမိုးပွင့်ကနေတဆင့်ထိုရေကန်ကြီးတဲကိုသွေးရောင်လင်းနှံတွေဖြာကျလာပါတော့တယ်မင်းသမီးလေးရဲ့ဆူရှာတဲ့မြရောင်မျက်ဝန်းတွေဟာသွေးရောင်လာအောက်မှာနတ်ဆိုးတကောင်လိုတောက်ပလာပြီးသူမဟာရေကန်သားကိုတရွေ့ရွေ့တိုးကပ်သွားပါတယ်သူမဟာနန်းတွင်းဝစ်စုံအနီရောင်ရဲ့လက်အင်ကြီးကိုပင့်တင်လိုက်ပြီးသူမရဲ့လက်ကောက်ဝတ်ကိုချွန်ထက်တဲ့ရွှေစံထိုးနဲ့လှိဖြတ်လိုက်ပါပြီသွေးဆက်တွေဟာရေကန်ထဲကိုစီးကျသွားတယ်အံ့ဩစရာကောင်းတာကသူမရဲ့သွေးတွေရေကန်ထဲကျသွားတဲ့အချိန်မှာရေကန်ထဲကနေရှေးဟောင်းနတ်ဖျားတွေရဲ့ဝိညာဉ်မဲရောင်တွေယုံကြွထွက်ပေါ်လာကြပါတယ်ထိုဝိညာဉ်တွေဟာမင်းသမီးလေးကိုဝိုင်းရံပြီးဒူးထောက်လေးပြကြတယ်ဒါဟာတာမန်မင်းသမီးတစ်ပါးမဟုတ်ပဲငရဲပြည်ကိုအုပ်စိုးမဲ့ဘရင်မဖြစ်ကြောင်းတက်သေးပြနေတာပါဒါပေမဲ့အောင်ပွဲခံဖို့အချိန်မရှိလိုက်ပါဘူးနန်းတော်အပေါ်ထက်ကနေစစ်တီတော်တွေရဲ့အော်ဟစ်တန်တွေနဲ့ဓာခုတ်တန်တွေတစ္ဆာဖောက်တွေရဲ့ခြေတန်တွေအနီးကပ်ထွက်ပေါ်လာပါတယ်မင်းသမီးလေးဟာတကားဝကိုလှည့်ကြည့်လိုက်ပြီးမဲပြုံးတစ်ခုပြုံးလိုက်ပါတယ်ရုတ်တရက်ရေကန်ထဲကနေကြီးမားတဲ့လက်မဲကြီးတစ်ခုထွက်လာပြီးသူမကိုရေကန်ထဲဆွဲချသွားပါတော့တယ်မင်းသမီးလေးဘာဖြစ်သွားမလဲ